တခါတလေကြာရင် buff တွေအများကြီးကျစ်ပြီးတော့လိုက်မှတ်နေရတာကိုယ့်အတွက်စိတ်နှောက်ယှက်ဖြစ်ဖို့မကောင်းဘူးလားအဲ့လိုမျိုး buff တွေကိုအများကြီးကျက်စရာမလိုပဲနဲ့ကိုယ့်ရဲ့ပုံတင်နည်းတွေမှတ်ထားပြီးတော့ကိုယ့်အတွက်အများကြီးအချိန်ကုန်တက်တာအောင်လုပ်ကြည့်ဖို့ရောစိတ်မကူဘူးလားโอเคဒါဆိုလို့ရှိရင်ဒီနေ့မှာဟန်နီကအဲ့ဒီကပြဿနာတွေအားလုံးကိုဖြေရှင်းပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ဟန်နီက shortcut အကြောင်းတွေလည်းမပြောဘူး pattern အကြောင်းတွေလည်းမပြောဘူး speaking mind တွေလည်းမပြောဘူးဒီနေ့ပြပြသွားမှာ buff တစ်လုံးကို SOES ပေါင်းထည့်ပေးပုံနဲ့ EDA ပေါင်းထည့်ပေးပုံဆိုပြီးတော့ဒီနှစ်မျိုးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ဒီနေ့မှာအနည်းပြပြပေးသွားမယ် buff ကို SOES ပေါင်းထည့်ပုံ EDA ပေါင်းထည့်ပုံဒီစကားလုံးတွေကိုကိုယ့်အတွက်အများကြီးအကျိုးရှိအောင်အသုံးချလို့ရပါတယ်။ဒါဆိုလို့ရှိရင်ကိုတို့က buff တွေကိုအများကြီးကျက်စီရမလို့တော့ဘူး။ test တွေ past tense တွေ future tense တွေဒါတွေအများကြီးကိုကိုယ့်အတွက်တစ်လုံးပြီးတစ်လုံးချက်စီရလုံးဝမလိုတော့ပါဘူးကိုယ့်အတွက်အများကြီးအသုံးဝင်မဲ့စကားလုံးတွေပဲဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ဒီနေ့မှာတော့ဟန်နီကဒီက buff တစ်လုံးကို SOES ပေါင်းထည့်ပုံ EDA ပေါင်းထည့်ပုံတွေကိုတခါတည်း share လုပ်ပေးသွားမယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်စလိုက်ကြရအောင်ပထမဆုံးနံပါတ်1အချက်အနေနဲ့ကတော့ buff တစ်လုံးကို SOES ပေါင်းထည့်ပေးဖို့အတွက်ဟန်နီက share လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် buff တစ်လုံးကို SOES ဘယ်လိုမျိုးပေါင်းထည့်ရမလဲဆိုတာကိုပထမဆုံးအချက်အနေနဲ့ပြပြပေးသွားပါမယ်ပထမဆုံးနံပါတ်1အချက်အနေနဲ့ buff တစ်လုံးမှာ S SH O CH H ဒီစကားလုံးတွေနဲ့စုံနေဆိုလို့ရှိရင် buff ရဲ့နောက်မှာ ES ပေါင်းထည့်ပြရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကိုတို့ကဒီလိုမျိုးစကားလုံးတွေကို example အနေနဲ့ဟန်နီကတခါလေး share လုပ်ပေးသွားပါမယ်ပထမဆုံး KS kiss မှာဆိုလို့ရှိရင်ကိုတို့ကဒီနောက်ဆုံးစလုံးက S နဲ့ဆုံးထားတာဖြစ်တယ်ဆိုတော့ S SH O CH H ဒီငါးလုံးနဲ့ဆုံးနေဆိုလို့ရှိရင်အဲ့ဒီက buff အဲ့ငါးလုံးနဲ့ဆုံးတဲ့ buff စကားလုံးတွေဆိုလို့ရှိရင်ကိုတို့ရဲ့နောက်မှာ ES ပေါင်းထည့်ပေးရမှာဖြစ်တယ်ဆိုတော့ဒီ KSS မှာဆိုလို့ရှိရင် S နဲ့ sorry ပါ S နဲ့ဆုံးထားတာဖြစ်တဲ့အတွက်ကိုတို့ကဒီကစကားလုံးကို ES ပေါင်းထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ KSS ကိုမှာ KSS ကို ES ပေါင်းထည့်ပေးမယ်ဆိုရင် KSS ES ဆိုပြီးတော့ဖြစ်သွားမှာပဲဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်ဒါကတော့ example ပထမဆုံး example အနေနဲ့ပေါ့နော်ဒုတိယ example အနေနဲ့ပြောမယ်ဆိုလို့ရှိရင် wash မှာဆိုလို့ရှိရင်ဒီ SH နဲ့ဆုံးထားတာဖြစ်တယ်ကိုတို့ကဒီစကားလုံးကို SOES ပေးခဲ့ရတော့မယ်ဆိုလို့ရှိရင်လေကိုတို့ကဒီနေရာမှာ ES ကိုထည့်ပေးရမှာပဲဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင် WASH wash WSAES ဒီလိုမျိုးပြောင်းသွားမှာပဲဖြစ်ပါတယ်။နောက်ထပ် example တစ်ခုကကျတော့ CADCH cash မှာလည်း CH နဲ့ဆုံးထားတာဖြစ်တယ်။ CH နဲ့ဆုံးထားတာဖြစ်တဲ့အတွက်ကိုတို့ကဒီ CADCH cash ကို ES ပေါင်းထည့် SOES တခုကိုပေါင်းထည့်ရမယ်ဆိုရင် ES ကိုပဲပေါင်းထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ CADCAES ဆိုပြီးတော့ဖြစ်သွားမှာပဲဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ဒီအခုဒီပထမဆုံးနံပါတ်1အချက်ဖြစ်တဲ့ example ပထမဆုံးတစ်ချောင်းဖြစ်ပါတယ်။နံပါတ်2မှာကျတော့ Y ရဲ့ရှေ့မှာ B ရှိလား Y ကို I ပြောင်း ES ပေါင်းဒါကလေးကကျတော့ Y ရဲ့ရှေ့မှာကိုရိုးရဲ့ဒီအင်္ဂလိပ်စကားလုံး B တစ်လုံးလုံးရှိနေမယ်ဆိုလို့ရှိရင် Y ကို I ပြောင်းပြီးတော့ ES ပေါင်းထည့်ပေးရမှာပဲဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင် B နဲ့တရတွေရောဘယ်လိုမျိုးသိနိုင်လဲဆိုလို့ရှိရင် AEIOU ကကျတော့တရတွေပါ AEIOU မဟုတ်ဘဲနဲ့ကျန်တဲ့စကားလုံးတွေအကုန်လုံးက B တွေပဲဖြစ်ပါတယ်။အင်္ဂလိပ်စကားလုံးမှာဒီလိုမျိုးမှတ်ထားပြီးတော့ကိုတို့က B နဲ့တရကိုလည်းကိုယ်ပြပြသိအောင်လုပ်ထားဖို့လိုအပ်ပါတယ်။ Okay ဒါဆိုလို့ရှိရင် SOES ပေါင်းထည့်တဲ့အခါမျိုးဒီမှာဆိုရင် B နဲ့တရကိုကိုယ်ပြပြသိနေခြင်းအပြင်ကိုအတွက်လွယ်ကူချောင်းမစွာ SOES EDEM ဘာ ING ပေါင်းထည့်တာတွေကကိုယ့်အတွက်အများကြီးလွယ်ကူသွားမှာပဲဖြစ်ပါတယ်။အဲဒီဒီတိုင်းပဲပြောလိုက်တော့မယ်ပေါ့နော်။မိုက်ကဒီချိတ်ထားလို့ရှိရင်အတန်ကြီးမကြားရတာမကြည်တာမျိုးတွေဖြစ်မှာဆိုလို့ဒီတိုင်းပဲကန်ပြောလိုက်ပါတော့မယ်။ဒါဆိုလို့ရှိရင်ဒီကစကလုံးလေးကို example အနေနဲ့ရှင်းပြရမယ်ဆိုလို့ရှိရင် try မှာဆိုလို့ရှိရင် y ရဲ့အရှေ့မှာရှိနေတာက b ဖြစ်နေတဲ့အတွက်ကိုတို့ကES ပေါင်းထည့်ပေးရမယ်ပေါ့နော်ဆိုတော့ TRIES ပြီးတော့ပြတ်သွားမှာပဲဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်နံပါတ်2နောက်ထပ် example တစ်ခုကကျတော့ study study ဒီ study မှာဆိုလို့ရှိရင် y ရဲ့ရှေ့မှာရှိနေတာက b ဖြစ်တဲ့အတွက်ကိုတို့က
ပေါင်းထည့်ပေးရမယ် es ပေါင်းထည့်ပြီးရင်ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင် studres အဲ့လိုမျိုးဖြစ်သွားမှာဖြစ်ပါတယ်နောက်ထပ်စာကြောင်းတစ်ခုကနောက်ထပ်စကားလုံး wolf တစ်ခုကကျတော့mary mary mary ဆိုတော့ mary ကိုမှဘလို့က es ပေါင်းထည့်မယ်ဆိုလို့ရှိရင် maries marius ဒီလိုမျိုးဖြစ်သွားမှာပဲဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ဒီက number 2ကိုလည်းနားလည်မယ်လို့ထင်ပါတယ်3မှာကြောက်လို့ရှိရင် y ရဲ့ရှေ့ y နဲ့ဆုံးပြီးတော့ y ရဲ့ရှေ့မှာတရာရှိနေလို့ရှိရင် y ကို s ပဲပေါင်းထည့်ပေးရမယ်ပေါ့နော်ဒါတော့ကိုတို့က y ရဲ့ဆုံးပြီးတော့ y ရဲ့ရှေ့မှာတရာရှိနေ s ကိုပဲပေါင်းထည့်ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့ wolf အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် ovey ovey မှာဆိုလို့ရှိရင် y ရဲ့ရှေ့မှာ aiou တွေကတလုံးဖြစ်တဲ့ e ပါနေပါတယ် sorry ပါ e ပါနေတယ်ပေါ့နော် ovey over ရဲ့ရှေ့မှာ y ရဲ့ရှေ့မှာ e ပါနေတဲ့အတွက်ကိုတို့က s ပေါင်းထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ oveysဒီလိုမျိုးဖြစ်သွားမယ်ပေါ့နော်နောက်တစ်ခုကကျတော့ play play ရဲ့ရှေ့မှာ y ရဲ့ရှေ့မှာ a ပါနေပါတယ် a ပါနေတယ်ဆိုတော့ကိုတို့က aiou တွေကတလုံးဖြစ်တဲ့ a ပါနေတယ်ဆိုတော့ y မှာလည်း s ကိုပဲပေါင်းထည့်ပေးရမှာဖြစ်ပါတယ် playsအဲ့လိုမျိုးပေါင်းထည့်ပြရမယ်ပေါ့နော်။ဒါလေးကကျတော့ s ထည့်ပေါင်းပေးရတဲ့စကားလုံးပုံစံမျိုးဖြစ်တယ်။ level 4အချက်မှာဆိုလို့ရှိရင်ကျတော့ဒါအလွယ်ကူဆုံးပါပဲ။အဲ့ကအပေါ်မှာပြောခဲ့တဲ့3ချက်လုံးတွေကတခုမှမဟုတ်ဘူး။ကျန်တဲ့ speaking word တွေဖြစ်နေတယ်။ကျန်တဲ့ word တွေဖြစ်နေတယ်ဆိုလို့ရှိရင်ကိုတို့က s ကိုပဲပေါင်းထည့်ပေးရမှာဖြစ်ပါတယ်။ဒီအပေါ်ဆုံးအလွတ်ချက်ထားမှာတော့ဒီအပေါ်ဆုံးက2ချက်ပေါ့နော်။အပေါ်ဆုံးက2ချက်က es ပေါင်းထည့်ပေးရမယ်။အကြောင်းအရာတွေကိုပို့ပြီးတော့တေချာချက်ထားမယ်။ကျန်တဲ့အကြောင်းအရာမဟုတ်ဘူးဆိုလို့ရှိရင်ကျန်တာတွေက s ကိုပဲပေါင်းထည့်ပေးရမယ်လို့မှတ်ထားလိုက်ပါ။ဒါကကျတော့ buff တစ်မျိုးကို s or es ပေါင်းထည့်ပေးဖို့မယ်ဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ y sorry ပါ။နောက်တစ်ခုကကျတော့ buff တစ်လုံးကို eden ပေါင်းထည့်ပေးဖို့မယ်ဖြစ်ပါတယ်။ဒါဆိုလို့ရှိရင် buff တစ်လုံးကိုဘယ်လိုမျိုး eden ပေါင်းထည့်ပေးရမလဲဆိုလို့ရှိရင် y ဆုံးရှေ့မှာ y ဆုံးရှေ့မှာ b ရှိတာ y ကို i ပြောင်း ed ပေါင်းဒီလိုမျိုးလေးမှတ်ထားပေးပါတော့ဆိုတော့honey ဒီအခု edit လုပ်တာက CapCut နဲ့လုပ်တာဖြစ်တဲ့အတွက် CapCut မှာ honey CapCut မှာကမြန်မာလိုရေးလို့မရဘူးပေါ့နော်ဆိုတော့အဓိက main ပြောချင်တဲ့အချက် main point တွေကိုပဲ honey ကစာတန်းထိုးပေးတာဖြစ်တယ်ဆိုတော့ honey ဒီပါဇက်ကထွက်တဲ့အတန်နဲ့လိုက်ပြီးတော့ရေးစောင်းထဲမှာရေးထားပေးဖို့အတွက် honey ပြောချင်ပါတယ်ဆိုတော့နားလည်ပေးဖို့လည်း honey ကမျှော်လင့်ပါတယ်နားလည်ပေးကြပါလို့လည်း honey ဘက်ကတောင်းဆိုပေးချင်ပါတယ်တောင်းဆိုချင်ပါတယ်ဆိုတော့ honey တို့က y ဆုံးရှိမှာ b ရှိလား y ကို i ပြောင်း ed ပေါင်းဒါကပထမဆုံးတစ်ချက် eden ပေါင်းထည့်ရမယ်ပထမဆုံးတစ်ချက်ပေါ့နော် ed ပဲပထမဆုံးပေါင်းထည့်ပေးရမယ်ဆိုတော့ဒီကစကားလုံးနဲ့ပတ်သက်ပြီးတော့ example word အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် cryမှာဆိုလို့ရှိရင် y ဆုံးရှိမှာ b ရှိနေတယ်ဟုတ်တယ်ဟုတ် y နဲ့ဆုံးတယ်ပြီးတော့ b ရှိနေတယ်ဆိုလို့ရှိရင်ကိုတို့က ed ပဲပေါင်းပေးရမယ် cred cry ed ပေါင်းထည့်ပြမယ်ဆိုရင် y ဆုံးရှိမှာ b ရှိလား y ကို i ပြောင်း ed ပေါင်းဟုတ်တယ်ဟုတ်ဆိုတော့ကိုတို့က cry ကို ed ပေါင်းထည့်ပေးမယ်ဆိုရင် y ကို i ပြောင်းရမယ်ဆိုတော့ cry ed အဲ့လိုမျိုးပြောလို့ရပါတယ်နောက်ထပ် example word တစ်လုံးကကျတော့ mary married marry ဒီ mary မှာဆိုလို့ရှိရင် y ရဲ့ရှေ့မှာ b ပဲရှိနေတယ်ဟုတ်တယ်ဟုတ်ဆိုတော့ကိုတို့က maried ဒီလိုမျိုးပေါင်းပေးရမှာဖြစ်ပါတယ်နောက်ထပ် number 2အချက်ကကျတော့ e နဲ့ဆုံးလို့ရှိရင် d ကိုပဲဆက်ပေးလိုက်ပါ e နဲ့ဆုံးရင် d ကိုပဲဆက်ပေးရမယ်ဆိုလို့ရှိရင်ကိုတို့ကဘယ်လိုမျိုးလဲဆိုပြီးတော့ example word အနေနဲ့ရှင်းပြပေးမယ်ပေါ့နော်ဆိုတော့ love ဒီ love မှာဆိုလို့ရှိရင်ကိုတို့က e နဲ့ဆုံးထားတယ် e နဲ့ဆုံးထားတယ်ဆိုလို့ရှိရင်ကိုတို့က d ကိုပဲဆက်ပေးရမယ်ဆိုတော့ love d အဲ့လိုမျိုးဖြစ်သွားမယ်ပေါ့နော်နောက်တစ်ခုကကျတော့နောက်ထပ် example word တစ်လုံးကကျတော့ wake wakeရဲ့နောက်မှာ e နဲ့ဆုံးထားတာဖြစ်တဲ့အတွက် waked အဲ့လိုမျိုးလေးတွေပေါင်းပြရမှာပဲဖြစ်ပါတယ်နောက်ထပ် number 3အချက်ကကျတော့ c နဲ့ဆုံးလို့ရှိရင် k နဲ့ထည့်ပေါင်းပြီးတော့မှ ed ထပ်ပေါင်းပေးပါ c နဲ့ဆုံးရင် k ထပ်ပေါင်းပြီးတော့မှ ed ထပ်ပေါင်းပေးရမှာပါ okay ဒါဆိုလို့ရှိရင်ကိုအန်နီက
example 1အနေနဲ့ပြောပြပါမယ် PICNIC ဒီစကားလုံးမှာဆိုလို့ရှိရင်ကိုတို့က C နဲ့စုံနေတာဖြစ်တယ်ဆိုတော့ K ထပ်ပေါင်းပြီးတော့မှ ED ထပ်ပေါင်းပေးရမှာပါကဲဒါဆိုလို့ရှိရင် PICNIC KED ဒီလိုမျိုးဖြစ်သွားပါမယ် example word တစ်လုံးကကျတော့ TRAFFIC TRAFFIC ဒီ TRAFFIC မှာဆိုလို့ရှိရင် TRA C နဲ့စုံထားတာဖြစ်တယ်ဆိုတော့ K ထပ်ပေါင်းရမယ် K ထပ်ပေါင်းပြီးတော့မှ ED ထပ်ပေါင်းပေးရမယ် TRAFFIC KED ဒီလိုမျိုးဖြစ်သွားပါမယ်နောက်ဆုံးစလုံးရဲ့ရှေ့မှာတရရှိနေပြီးတော့အတန်ပြင်းပြင်းနဲ့စုံတဲ့စကားလုံးတွေဆိုလို့ရှိရင်နောက်ဆုံးဖြီးသူနောက်ဆုံးစကားလုံးကိုဖြီးသူထည့်ပြီးတော့မှ ED ပေါင်းပြရမှာပဲဖြစ်ပါတယ်။ကဲဒီစကားလုံးကိုနားမလည်မှာဆိုလို့ဟန်နေနှစ်ခေါက်ပြပြပေးမယ်ပေါ့နော်။နောက်ဆုံးစလုံးတစ်လုံးရဲ့ရှေ့မှာတရရှိနေပြီးတော့အတန်ပြင်းပြင်းနဲ့စုံတယ်ဆိုလို့ရှိရင်နောက်ဆုံးစလုံးဖြစ်တဲ့ဖြီးကိုနှစ်ခါရေးပြီးတော့မှာပေါ့နော်ကိုတို့က ED ထည့်ပေးရမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်တော့ဒီနေ့မှာတော့ဒီလောက်ပါပဲ။ Honey ရဲ့နောက်ပြီးတော့မှာဆိုလို့ရှိရင်တော့ Honey က buff တစ်လုံးကို ing ပေါင်းထည့်ပြီးတော့ ing ကိုဘယ်လိုအသုံးပြုရမလဲဆိုတဲ့စကားလုံးတွေကိုထပ်ပြီးတော့ share လုပ်ပြီးတော့ပါမယ်။ Okay ဒါဆိုလို့ရှိရင်ဒီနေ့မှာ Honey ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကိုယ့်အတွက်အကျိုးရှိတာတစ်ခုခုလေ့လာပြီးတော့မှအသုံးချသိချင်ပါတယ်အားလုံးပဲ see you in the next video ပါ Honey ရဲ့နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်သိချင်တဲ့အကြောင်းအရာလေးရှိရလဲ Honey ရဲ့ comment မှာရေးသွားပေးလို့ရပါတယ်